TikTok အကောင့်ကို Japan အကောင့်ဖွင့်ပြီးဝင်ငွေရှာကျင်တဲ့ဆိုရင်တော့အခုပြပြမဲ့မီလန်အတိုင်းလိုက်လုပ်လို့ရပါတယ်ရှင်။ TV သားလူတွေကတော့ကြော်တော်လိုက်ပါရှင်။မတီးသေးတဲ့သူတွေအတွက်မျှဝေပေးလိုက်ပါတယ်ရှင် များပြထားတဲ့နေရာကိုနှိပ်ပါရှင် များပြားထားတဲ့နေရာကိုပဲစနစ်ပါမယ်ရှင်ကိုကဂျပန်အကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ဒီနေရာမှာဂျပန်လို့ရိုက်ရှာလိုက်ပါရှင်အခုလိုမျိုးပေါ်လာရင်နှိပ်လိုက်ပါရှင်ဒီနေရာမှာဂျပန်လို့ပြောင်းသွားပြီဆိုရင်အကောင့်ဖွင့်လို့ရပါပြီရှင်အကောင့်တစ်ခုဖွင့်လိုက်ပါရှင်အကောင့်တစ်ခုဖွင့်လို့ရပြီဆိုရင်တော့အကောင့်ထဲခုဝင်လိုက်ပါရှင်ပြီးရင်များပြထားတဲ့နေရာကိုနှိပ်ပါရှင်များပြထားတဲ့နေရာကိုပဲစနစ်ပါမယ်ရှင်များပြထားတဲ့နေရာကိုပဲစနစ်ပါမယ်ရှင်များပြထားတဲ့နေရာကိုပဲစနစ်ပါမယ်ရှင်ဒီနေရာမှာဒီလိုမျိုးဂျပန်လို့ပေါ်နေရင်ဂျပန်အကောင့်တစ်ခုဖွင့်လို့ရသွားပါပြီရှင်